ဒီနေ့နေနဲ့ကျွန်တော်ဒီမှာတစ်လို့ကြာတာပေးရထားတယ်3ခွန်17မှာ29ဆိုရယ်ကနာတစ်ရဲ့ပေါ်လိုင်းနဲ့29ရယ်နော်အဲကျွန်တော်တို့ဒီမှာတစ်လိုင်းနဲ့မှာ6 10ဒီထဲမှာတစ်ဆိုရယ်ကနာကဒီထဲတစ်ဆိုရယ်ကနာမလားတော့ဗုဒ္ဓကြာတာပဲနော်ဗုဒ္ဓကြာတာပဲဟောဒီကနေ့ကြာတာပဲထွက်တော့ဒီမှာတစ်လို့ကြာလာတော့ကနာမှာ3ခွန်17မှာကျွန်တော်ဒီထဲမွေးကနန်းကိုပေါ့နော်ကျွန်တော်26လို့ပဲရွေးတာ40 46လို့39လို့တော့ပါတယ်ပေါ့ကျွန်တော်26လို့ပဲရွေးတယ်ညနေကိုကျွန်တော်ထိုးမှဟာနော်မွေးကနန်းရေတော့မဟုတ်ကျွန်တော်အပူထိုးမှအပူရွေးနေဘာလို့လဲဆိုတော့ကိုယ်ရဲ့ခွန်ရှစ်လို့ကြာတော့1 2 3 4 5 6 2လို့ကြာတယ်နော်2လို့ကြာသူမွေးကနန်းပါတယ်ပေါ့2လို့ကြာတော့ဒီမှာကခွန်ရှစ်ကြာ1 2 3 4 5 6 8လို့ကြာမှာ1 2 3 4 5 6ကျွန်တော်အပူရွေးဦးမယ်ဘာလို့လဲဆိုတော့ကျွန်တော်ရွေးမယ်နော်ရွေးထိုးမယ်ပေါ့အားလုံးမင်္ဂလာ